ကျွန်တော်တို့ဒီအောက်ကနေဝင်ပါတယ်ကျွန်တော်တို့ဒီကနေဝင်ပြီးတော့ဟိုးအပေါက်ကနေပြန်ထွက်မှာပါဗျာကျွန်တော်ရောင်ပြီးတော့အသက်မရှိတော့ကိုလှုပ်မှာဆိုလို့ကိုကြီးအောက်ကဘယ်နှပေလောက်ရှိလဲအောက်ကဘယ်နှပေလောက်နဲ့လဲဟဲ့ပြက်ခေါင်းနဲ့နောက်ကခေါင်းနဲ့10ပေလောက်ဟာ10ပေလောက်က10ပေလောက်ကကျွန်တော်ကူးနိုင်တယ်ဒါဂူတော့ကိုမှာပြီဒါဂူတော့ကိုမှာပြီနည်းနည်းလေးပဲဂူရောက်ဝင်ပါပြီဂူရောက်ဝင်ပါပြီဂူရောက်ဝင်ပါပြီဂူရောက်ကျွန်တော်အခုဆိုရင်ဒါဂူရောက်ဝင်သွားတာပါနော်ဒါဦးလေးကဒီထဲမှာဂူထဲမှာကင်းဆောင်နေလားမသိဘူးနော်ဒါကျွန်တော်ဂူရောက်ဝင်တာပါဟုတ်အပေါက်ကိုကျွန်တော်တို့ဝင်သွားတာပါနော်အဲ့ဒီအပေါက်ကိုတန်းဝင်တာပါကျွန်တော်တို့ကဒီပေါက်ကိုတန်းဝင်မှာပါဒီကနေပြန်ထွက်မှာဖြစ်ပါတယ်ဒီဂူဘောက်ကနေဂျိုးပြီးပြန်ထွက်ပါတယ်လောလောဆယ်ကဒီကျွန်တော်ဝင်လာခဲ့တဲ့နေရာပေါ့နော်ကျွန်တော်တို့ဝင်ခဲ့တဲ့ဂူဝတ်တဲ့နေရာလေးပေါ့နော်အဲ့နေရာကိုကျွန်တော်တို့ကဟုတ်ကဲ့ဒါကျွန်တော်တို့ဒီရှေ့ကပေါ့နော်အဲ့ဒီဘောက်ကနေကျွန်တော်ပြန်ထွက်ပါတယ်ဆိုတာဆက်ရန်ဂူမှာဖြစ်ပါတယ်ခင်ဗျာ